Anna နဲ့ Biro ကပထမပိုင်းမှာတွေ့ဆုံပြီးတဲ့နောက်မှာနောက်ထပ်ဘာတွေစစ်ဖြစ်ကြလဲဆိုတဲ့ဥစ္စာလေးကိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာအတူတူနားထောင်ကြရအောင်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ listening ကောင်းဖို့အတွက်အရင်ဆုံးနားထောင်မယ်ပြီးရင်တော့ကျွန်တော်သူ့ရဲ့အတိတ်ဘယ်တွေကိုကျွန်တော်ချင်းပြပေးသွားမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုလဲစလိုက်ကြရအောင် Hey, Pete. Who's your friend? She is Anna. She is new to DC. Where are you from? I am from a small town. Welcome to DC. Thank you. I'm Jonathan. I'm in apartment B4. I am in apartment C2. Marcia is my roommate. I know Marcia. She is nice. And I am in apartment D7. I have to go now. Oh, Remember to call Marcia at work. Tell her you're here. right. Thanks, Pete. Nice to meet you. You too. Bye. Apartment C2, here I come. Okay ကဲဒီ conservation လေးကိုနားထောင်ပြီးမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီ Anna နဲ့ Biro ပေါ့နော် apartment ရဲ့အရှိမသူတို့နှစ်ယောက်တွေ့ဆုံနေတဲ့အချိန်မှာယောက်ျားလေးတစ်ယောက်ထပ်ရောက်လာတယ်သူ့ရဲ့နာမည်ကတော့ Jonathan ဖြစ်ပါတယ်ဒါဆိုရင်သူတို့၃ယောက်တွေ့ဆုံကြတယ်တွေ့ဆုံကြတဲ့အခါမှာတော့ဒါအခန်းနေတဲ့ကိုမဝင်ရသေးဘူးเนาะအပြင်မှာတွေ့ပြီးတော့တယောက်နဲ့တယောက်စကားပြောနေတော့အဲ့ဒီအချိန်မှာ Jonathan ကအရင်ဆုံးဘယ်လိုပြောလိုက်လဲဆိုတော့ Jonathan နဲ့ P နဲ့ကတိကြတယ်ပေါ့နော်အဲ့တော့ Jonathan ကဘာပြောလိုက်လဲဆိုတော့ hey P who is your friends ဒါမင်းရဲ့တငယ်ချင်းဘယ်သူလဲပေါ့အဲ့ဒီအချိန်မှာ P ကပြန်ပြောတယ် she is Anna she is new to DCသူမကတော့ Anna ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ apartment နေပေါ့နော်ဒီရှိတဲ့ဟွာပေါ့ဟွာ DC ကိုပြောင်းလာတဲ့အသစ်ဖြစ်ပါတယ်တဲ့အဲ့ဒီအချိန်မှာ Jonathan ကြီးကပြန်ပြီးတော့ပြောတယ် where are you from သူကဘယ်ရလဲတဲ့အဲ့ဒီအချိန်မှာ Anna ကဖြေလိုက်တယ် I am from a small town ကျမကမြို့ငယ်လေးကဖြစ်ပါတယ် okay Jonathan ကဆက်ပြောတယ် well welcome to DC ကောင်းပါပြီDC ကနေပြီးတော့ကြိုဆိုပါတယ် Anna ကဆက်ပြောတယ် thank you ကျေးဇူးတင်ပါတယ်အပေါ်နော်တစုံတစ်ယောက်က welcome ပြောတဲ့အချိန်မှာကျွန်တော်တို့ကပြန်ပြီးတော့သုံးတဲ့စကားလုံးကကြတော့ thank you ဖြစ်ပါတယ်နောက်တစ်ခါ Jonathan ကမိတ်ဆက်လိုက်တယ် I am Jonathan I am in apartment B4 ကျွန်တော်ကတော့ Jonathan ဖြစ်တယ်ကျွန်တော်က apartment B4 မှာနေထိုင်ပါတယ်တဲ့သူ့ရဲ့ဒီ apartment ရဲ့ပေါ့နော်သူ့ apartment ဆိုတာသူ့ရဲ့တိုက်ခန်းရဲ့ဒီနံပါတ်ကတော့ B4 ဖြစ်တယ်တဲ့Anna ကဆက်ပြောတယ် I am in apartment C2 Marcia is my roommate သူမကဘာပြောလိုက်လဲဆိုတော့တဲ့သူကတော့ apartment C2 ပေါ့နော်သူရဲ့တိုက်ခန်းနာမည်ကတော့တိုက်ခန်းနံပါတ်ကတော့ C2 ဖြစ်တယ်ပြီးလို့ရှိရင်သူက Marcia ဆိုတဲ့ကောင်မလေးနဲ့အတူတူနေတယ်တဲ့အတူတူနေရမှာပေါ့နော် Marcia ကတော့အရင်ဦးဆုံးအခန်းထဲမှာရောက်နေပါပြီဒါသူကတော့နောက်မှပေါ့နော် Anna ကတော့နောက်မှရောက်လာတာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးပြောလိုက်တယ်အဲ့တော့ Jonathan ကဘာပြောလိုက်လဲဆိုတော့ I know Marcia she is nice ကျွန်တော် Marcia ကိုတည်ရဲ့တဲ့သူမကကောင်းပါတယ်တဲ့အဲ့လိုပြောလိုက်တာပေါ့နော်အခန်းပေါ်ကောင်းပေါ့နော်အဲ့တော့ဒီမှာ Jonathan ကတော့ Marcia ကိုတည်ရဲဆိုတဲ့အကြောင်းပြောလိုက်တယ်ပေါ့နော်အဲ့ဒီချိန်မှာ P ကဘေးကနေဝင်ပြောတယ် and I am in apartment D7 I have to go now P ကပြောလိုက်တယ်ငါကတော့ apartment D7 မှာနေတယ်အခုငါသွားရတော့မယ်ပေါ့နော်ခုငါသွားရတော့မယ်သူမှဒါကိစ္စရှိရတဲ့အတွက်သွားတော့မယ်ပေါ့ I have to go now ငါခုသွားရတော့မယ်ဒါ have to go ဆိုတာမဖြစ်မနေသွားရမယ် have to do မဖြစ်မနေလုပ်ရမယ်ပေါ့နော်ဒါကတော့ have to ကတော့မဖြစ်မနေလုပ်တဲ့နေရာတွေမှာသုံးတာဖြစ်ပါတယ် Anna ကတော့ oh ပေါ့နော်အာမေဒိတ်တန်လေးဖြစ်သွားတယ်ပြီးတော့ P ကဆက်ပြောတယ် remember to call Marcia at work tell her you're here ဟောသူကအလုံးမရှိတယ်တဲ့ Marcia ကိုတဲ့ခေါ်လိုက်ပါတဲ့ပြီးလို့ရှိရင်တဲ့ဒီပေါ့နော်သူမကိုဖုန်းဆက်ပြောလိုက်ပါဟွာပေါ့နော်သူက Anna ကိုပြောတာမင်းရဲ့ပေါ့နော်မင်းရဲ့အခန်းပေါ်မှာရှာကိုဖုန်းဆက်ပြီးတော့ပြောလိုက်မင်းအပါမန်ကိုရောက်နေပြီဆိုတဲ့အကြောင်းကိုပြောလိုက်ပါတဲ့အဲ့ဒီအချိန်မှာ Anna ကဆက်ပြောတယ် right thanks be nice to meet you okay ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်မဖုန်းဆက်ပြီးပြောလိုက်မယ်ပေါ့အဲ့ဒီအချိန်မှာ Jonathan ကလည်းပြောတယ် you too bye Jonathan ကလည်းနှုတ်ဆက်ပြီးတော့သွားတယ်ပြီးရလဲနှုတ်ဆက်ပြီးတော့သွားတယ်အဲ့တော့ Anna တယောက်ကပဲသူ့ရဲ့ apartment ရှိရာစီကိုသွားလိုက်တယ် apartment C2 here I can okay ဒီမှာပဲ apartment C2 ငါရဲ့တိုက်ခန်းနံပါတ် C2 ဒီနားမှာပဲရောက်ပြီပေါ့
ဖြစ်ပါတယ်အဲ့လိုမျိုးပြောလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီ conservation လေးမှာဆိုရင်သူတို့3ယောက်ကတယောက်နဲ့တယောက်မိတ်ဆက်ပြီးတော့ပြောကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စပြန်ပြီးတော့ဖတ်ပြပါဦးမယ်ခင်ဗျာ Hey Pete who is your friend she is Anna she is new to DC where are you from I'm from a small town well welcome to DC thank you I am Jonathan I am in apartment B4 I am in apartment C2 Marsha is my roommate I know Marsha she is nice and I am in apartment D7 I have to go now oh P remember to call Marsha at what they have you here right thanks P nice to meet you you too bye apartment C2 here I can okay ဒီ conservation လေးမှာပေါ့နော်ဒါဖြစ်ရဲ့မာရှာရဲ့sorry ဖြစ်ရဲ့အနာရဲ့ဂျွန်နသန်ရဲ့သူတို့3ယောက်တွေ့ဆုံပြီးတော့တင်းတယောက်မိတ်ဆက်ပြီးတော့လမ်းခွဲပြီးတော့သွားလိုက်ကြတယ်ပေါ့နော်အဲ့တော့ဒီ conservation လေးမှာ vocabulary နဲ့ပတ်သက်ပြီးတော့မသိနားမလည်တာလေးတွေကိုကျွန်တော်ပြောမယ် KNOW ဆိုတာကတော့သိတယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်သူကတော့ bab MED me ဆိုတာကတွေ့ဆုံတာတယောက်နဲ့တယောက်တွေ့ဆုံတယ် CLN call ဆိုတာကဖုန်းခေါ်တာကိုပြောတာဖြစ်ပါတယ် friend ဆိုတာကယဉ်နီးပြီးသားလူတွေပေါ့နော် number ဆိုတာက number remember ဆိုတာကမမေးနဲ့ပေါ့နော်မမေးနဲ့ပေါ့နော်တခုခုကိုအဲ့လိုမေးမှဆိုလို့ပြောတာမမေးနဲ့ဖုန်းခေါ်ဖို့မမေးနဲ့သမင်းစားဖို့မမေးနဲ့ remember to call remember to if စသဖြင့်ပေါ့နော် roommate ဆိုတာကတော့သူကအခန်းပေါ်တစ်ခန်းထဲမှာအတူတူနေတဲ့အဖော်ပေါ့နော်အခန်းတစ်ခန်းထဲမှာအတူတူနေတဲ့အဖော်ကိုပြောတာဖြစ်တယ်သူကတော့ noun ပေါ့ work ဆိုတာကအလုပ်လုပ်တာဖြစ်ပါတယ်ဒီလိုက work ဆိုတာကအလုပ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်ဒါအခုဒီနောက်ပြီးတော့ပေါ့နော်ဒီ question လေးတွေကိုဖြည့်ခြင်းတဲ့သူတွေအတွက်ဒီ question လေးကိုကျွန်တော်ဆက်ပြီးတော့ထည့်ပေးမှာဖြစ်ပါတယ်နံပါတ်1 question လေးကိုဖြည့်ဖို့အတွက်ကျွန်တော်တို့ရှေ့ကကျွန်တော်ရှင်းပြလိုက်တဲ့ conservation လေးကိုနှစ်ခေါက်သုံးခေါက်လောက်နားထောင်ပြီးတော့မယ်ဆိုရင်ဒီရှေ့ကဒီ conservation လေးပေါ့နော် quest ဒီ quest လေးကိုဖြည့်နိုင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်နဲ့အတူတူနားထောင်ပြီးတော့ဒီ quest လေးကိုဖြည့်ကြရအောင်ပါ Where are you from? Okay သူ့ရဲ့အတန်းကတော့ဒါကတော့ listening ကိုဟိုပါပေါ့နော် listening ကိုသူကစမ်းတတ်တဲ့ဥစ္စာလေးဖြစ်တယ်အဲ့တော့သူပြောတာက where are you from ဆိုတော့ကျွန်တော်တို့ဒါလေးကိုရွေးလိုက်မယ်နောက်တစ်ခု I am from a small town. I am from small town ဆိုရင်တော့ကျွန်တော်တို့ဒီမှာဒုတိယစာပိုက်ကလေးကိုရွေးလိုက်မယ် number 3 question I am in apartment B4. I am in apartment B4 ဆိုဟုတ်ပြီရွေးလိုက်မယ်နောက်တစ်ခု I am in apartment C2. I am in apartment C2 question 5 My apartment is number D7. My apartment is D my apartment My apartment is number D7. 7 okay မှန်လားဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရမယ်ပေါ့နော်အကုန်လုံးမှန်ပါတယ်ပထမဆုံးကတော့မှားတယ်ပေါ့နော် Where are you from Okay အဲ့တော့ဒီ conservation ကိုနားလည်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်တို့အင်္ဂလိပ်စာတစ်ခုကိုလေ့လာတဲ့အခါမှာ listening speaking ပေါ့နော် reading ပေါ့နော်ပြီးတော့ vocabulary စသဖြင့်အများကြီးရှိတယ်ပြီးတော့ကျွန်တော်တို့များများနားထောင်ပြီးလို့ရှိရင်များများ like ပြောပြီးလို့ရှိရင်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ listening နဲ့speaking reading ကောင်းလာမှာဖြစ်ပါတယ်အားလုံးကိုနှုတ်ဆက်ပါတယ်လိုအပ်ချက်တွေရှိရင်လည်း comment မှာရေးသားနိုင်ပါတယ်ပြီးတော့မသိနားမလည်တာရှိရင်လည်းမေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်